ငလာပါရှင်2025ခုနှစ် April RB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ NUG လေးနှစ်ပြည့်စီခန်းစာကဘာပြောထားလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းမှာNUG နေဖြင့်ဗန်နာယံမငွေ94ရာခိုင်နှုန်းကိုစစ်ရေးကဏ္ဍတွင်အသုံးပြုခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်316ရင်ပါဝင်ဒရုန်းတပ်ဖွဲ့စစ်တပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုဖွဲ့စည်းထူထောင်ပြီးဖြစ်တယ်လို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးဆိုရနေဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ PDOပကဖများကို2021ခုနှစ်မေလ9ရက်နေ့တွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးဗန်နာယံမငွေဤ94ရာခိုင်နှုန်းကိုစစ်ရေးကဏ္ဍတွင်အသုံးပြုခဲ့ကပြည်သူ့ခုခံစစ်ဆင်နွှဲရရင်လည်းကောင်းFederal Democracy နိုင်ငံရေးစနစ်နဲ့ရောညီသော Federal ပြည်ထောင်စုတပ်မတော်၏ရှေ့ပြေးအမှုတွေဖြစ်၎င်းယခုချိန်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်316ရင်ပါဝင်ဒရုန်းတပ်ဖွဲ့စစ်တပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုဖွဲ့စည်းတည်ထောင်မိဖြစ်ကြောင်း NUG လေးနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာတွင်ဖော်ပြထားပါတယ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေဖြင့်135မြို့နယ်တွင်အတည်ပြုဖွဲ့စည်းပြီးဖြစ်က17မြို့နယ်တွင်တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး PDF ရဲပေါ်များအနေဖြင့်နေပြည်တော်အပါအဝင်ပြည်내တိုင်းအားလုံးတွင်တိုက်ပွဲဝင်လျက်ရှိရာကြောင့်ဆိုပါ30များကိုတနိုင်ငံလုံးတိုင်းတာဖြင့်သုံးစွဲခဲ့ခြင်းဖြစ်သလိုမဟာမိတ်တော်လှန်ရေးအဖွဲ့များအားမျှဝေထောက်ပံ့သည့်ရန်ပုံငွေများလည်းပါဝင်တယ်လို့သိရပါတယ်။လက်နက်ခဲယမိကြောက်ရရှိရေးဗန်နာရန်ပုံငွေရရှိရေးတွေလိုအပ်ချက်နဲ့စိန်ခေါ်မှုများရှိတော့လဲတော်လှန်ရေးလူထု၏ပူးပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လှန်ရေးဖွဲ့စည်းများ၏ဝင်းရံကူညီမှုဖြစ်ရှင်းကျော်လွှားလျက်ရှိတယ်လို့ဆိုထားပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်တိုင်းလိုက်မဟာမိတ်တိုင်းနာတော်လှန်ရေးဖွဲ့စည်းများနဲ့ပူးပေါင်း၍စစ်ဒေသများဖွဲ့စည်းခြင်းကိုကဲမှုစစ်စစ်တိဆောက်ပြီးတိုက်ပွဲဝင်ခြင်းဖြင့်ပြည်သူ့တော်လှန်ရေးကိုဆင်နွှဲလျက်ရှိပြီး2024ခုနှစ်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ပြောက်ကြားစစ်လှုပ်ရှားစစ်ဆင်မှချွေရင်အဖြစ်မြဟာဗျူဟာထိုးစစ်ဆင်လျက်မြို့သိမ်းစကန်တိုက်ပွဲများစစ်တီဆင်နွှဲလာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်